bachelor's degree ပြီးထားရမယ် of course ခုနရှိမှပြောသွားတယ်ပေါ့နော် transcript စီပြရမယ်အဲ့ကိုရှိထားတဲ့အရာတွေအားလုံး evidence တွေကတော့ဒါ documentation ရတော့ပြရမှာပဲပေါ့နော် or demonstrate leadership skills which is the most important skill for those programs ဒီလို programs တွေအတွက်ကတော့ဒီ leadership ကတော့အရေးကြီးဆုံးပဲကိုမှရှိပြီးသားဟာသူတို့တကယ် top up လုပ်ပြီးနိုင်တယ်လို့တော့ I believe ပေါ့တကယ် apply field တခုပေါ့နော်အတွေ့အကြုံတခု experience ကိုပါသူတို့ကပေးမှာအဲ့ဒီအတွက်ကုန်ကြစိတ်ကလည်းသူတို့ကအကုန်ပေးပြီးမှာဆိုတော့ which is quite a great one Function ထုံးစံတိုင်းပဲဒီတစ်ခေါက်လေ scholarship program တစ်ခုလေးဆက်ပြီးမိတ်ဆက်ပေးမယ်ပေါ့နော်အဲ့တော့master's degree ကိုတက်ဖို့စိတ်ဝင်စားတယ်နောက်ပြီးတော့ professional development certification program ကိုစိတ်ဝင်စားတယ်ဆိုရင်ဒီ scholarship program လေးကို sharing လုပ်ပေးမယ်ဗီဒီယိုအဆုံးထိကြည့်ပေးပါနော်အဲ့တော့ဘယ်နိုင်ငံတွေမှာသွားတက်ရမယ်ဟာလဲဆိုလို့ရှိရင် Australia, England, Japan, Sweden, USA အဲ့၅နိုင်ငံမှာ scholarship ရှောက်လို့ရမယ်ဒါကတော့ master's program အတွက်ဒါပေမဲ့ professional development ကြရ Uganda တို့ပါတို့ဟာလာ Istanbul တို့ပါတို့ဘက်မှာသွားတက်ရမှာဖြစ်တယ်အဲ့9နိုင်ငံဖြစ်သွားမယ်ချက်ပင်းကြီးကဒီမှာတော်ကလေးပြောပြသွားမယ်နောက်ထပ်လဲ scholarship တွေကို seminar လို့ပုံစံမျိုးနဲ့ Funglish ကနေ sharing လုပ်ပြီးမှုရှိတဲ့အတွက်ကြောင့်မလို့ Chero ရဲ့ page ကို like and follow လုပ်ထားပြီးချက်ပင်းကို announce လုပ်ပေးမယ်ချက်ပင်းကို sharing တေချာလုပ်ပေးမယ် seminar တစ်ခုမှာအဲ့တော့ scholarship ကိုစိတ်ဝင်စားရင် video အဆုံးမှာနောက်ထပ် program တစ်ခုပါလို့ဒီ video အဆုံးထိကြည့်ပေးနော်အဲ့တော့ master's degree မှာဘာတွေပါမှာလဲဆိုရင် tuition fees တွေပေါ့နော်fully funded เนาะဒီက Rotary Award Fellowships လို့ခေါ်တယ်အဲ့တော့ဒီမှာဆိုရင် tuition fees ကလည်း support လုပ်မယ် room and board accommodation ပေးမယ်လို့ပြောတာနောက်ပြီး round trip เนาะ round trip transportation ကိုပေးမယ် apply field experience expenses ဒီအကယ်၍ကိုကတကယ်လက်တွေ့လုပ်ရတဲ့ဟာမျိုးတွေနဲ့ပတ်သက်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်လည်းတို့ကဟိုပါပေါ့ reimburse လုပ်ပေးမယ်လို့ပြောတာပတ်စံဟိုကပြန်ပြီးတော့ပေးမယ်ပေါ့နောက်ပြီး health insurance တွေအကုန်လုံး fully funded ဖြစ်တော့ it's quite interesting အဲ့တော့ကို့မှာ bachelor's degree အနည်းဆုံးရှိထားတဲ့ work experience ကလည်းတကယ် relate ဖြစ်တဲ့ဆိုရင်ဒါကိုရှောက်တဲ့တယ်ပေါ့နော်အဲ့တော့သူကဟိုဘယ်လိုပြောမလဲ non profit လို့ပုံစံမျိုးဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့ background က NGO ဟာဒါမှမဟုတ်လို့ရှိရင်ကိုကဟာလာဟို humanity နဲ့ပတ်သက်တာ social နဲ့ပတ်သက်တာမျိုးဟိုတကယ်ကြီး 8 field မှာလုပ်နေတဲ့သူစိတ်ဝင်စားတဲ့သူဆိုရင်ရှောက်တယ်နဲ့ဒါပေမဲ့ ဒီဗီဒီယိုရဲ့နောက်ပိုင်းမှာချက်ပြီးတခါတည်းဖတ်ပြီးတခါတည်းပြပြသွားမယ်ပေါ့နော်ဆိုတော့အခုနပြောတဲ့ဒီ master's program ဆိုလို့ရှိရင်ခုနပြောတဲ့9နိုင်ငံပေါ့နော်အဲ university နာမည်ကိုချက်ပြီးဒီမှာရွတ်ပြမယ်University နာမည်တွေကို Masters Program တက်ဖို့ဒီမှာရွတ်ပြမယ် University of Queensland, Brisbane, Australia, University of Bradford, England, International Christian University, Tokyo, Japan, Uppsala University, Uppsala, Sweden, Duke University, University of North Carolina, Durham and Chapel Hill, USA. အဲ့ငါနိုင်ငံမှာတွားပြီးတော့ Masters Program ကိုတက်လို့ရတယ် Duration အနေနဲ့ programs vary in length from 15 to 24 months, but no, include 2 to 3 months of applied field experience designed by the Peace Fellow. သူတို့ကခုနကပြောပြီးသားဒီ apply field ဆိုတဲ့အတွေ့အကြုံကိုပါပေးမှာစာသင်တာတစ်ခုလည်းမဟုတ်ဘူး so it's going to take up to 15 to 24 months လို့ပြောထားပြီးသားပေါ့နော်အဲ့လိုပြောထားပြီးသားအဲ့ဒီဟာအပြင်ကိုမှာပဲသူတို့ကတကယ် apply field တစ်ခုပေါ့နော်အတွေ့အကြုံတစ်ခု experience ကိုပါသူတို့ကပေးမှာအဲ့ဒီအတွက်ကုန်ကြစိတ်ကလည်းသူတို့ကအကုန်ပေးပြီးမှာဆိုတော့ which is quite a great one အဲ့တော့ဒီထဲမှာဘာတွေပါမလဲဆိုရင်ကိုယ့်အတွက် benefits တွေကိုချင်းလည်းပြောပြပေးမယ်ဆိုတော့the academic training တွေပါမယ်ပေါ့ based on the theories and approaches နောက်တစ်ခုကကျတော့ apply field experience အတွက်ဆိုတာဟိုအတွေ့အကြုံမရှိသေးတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်ပေါ့ဟာလားနောက်တစ်ခုက networking နောက်တစ်ခုက workshop တွေပါမယ်ပေါ့ဟာလားနောက်ပြီးတော့ final seminar တွေပါမယ်ဆိုတော့ဟို for example like presentation လုပ်ရတာမျိုးတွေပေါ့နော်အဲ့ဒါလေးတွေပါမယ် okay အဲ့တော့နောက်တစ်ပိုင်းအနေနဲ့အခုပြပြမှာကြတော့ပေါ့နော်ဘယ်လို candidates တွေရှောက်တင်လဲဆိုတာကိုပြပြပေးမယ်အဲ့တော့ဟိုnon-governmental organization NGO တွေမှာလုပ်နေတဲ့သူတွေ economic development တွေဟာလာ education နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေ advocacy and activism leadership ကိုစိတ်ဝင်စားတဲ့သူတွေကရှောက်တဲ့နဲ့ပေါ့အဲ့တော့ခုနပြောသလိုပဲ master ရှောက်တယ်ဆိုတဲ့ဟို bachelor's ကတော့ at least ရှိရတော့မယ်အဲ့တော့ဟိုIf you have professional experience in peace building or development prior to application, the application မလျှောက်ခင်မှာလေကိုကဟို peace building နဲ့ပတ်သက်ပြီး professional experience ရှိထားတဲ့သူတွေအဲ့ဒါကိုတကယ်စိတ်ဝင်စားတဲ့သူတွေပေါ့နော်and now we relevant experience here so for example like planning implementation evaluation of peace building နေပေါ့ဟာလားနောက်ပြီးတော့ဒီ development sector တွေမှာအလုပ်လုပ်နေတဲ့ NGO ကဝန်ထမ်းတွေဆိုလို့ရှိရင်တင်တော်ရရှောက်ဖို့ပေါ့ဟာလားအဲ့တော့
major တွေအနေနဲ့ချက်ပြီးဒီမှာနည်းနည်း research ထပ်လုပ်ထားပြီးတာကိုပြပြမယ်ဥပမာ maternal and child health တို့နောက်ပြီးတော့ basic education and literacy စိတ်ဝင်စားတဲ့သူတွေ disease prevention and treatment တွေပေါ့peace and conflict prevention resolution environmental sustainability water sanitation and hygiene အဲ့လိုမျိုး major တွေကိုစိတ်ဝင်စားတဲ့သူတွေအဲ့ဒီမှာ long term commitment လုပ်ချင်တဲ့သူတွေရှောက်တင်နေပေါ့ဟုတ်လားဆိုတော့တော်တော်လေးအခွင့်အရေးကောင်းတယ် experience ကလည်းတော်တော်ကောင်းပါပဲဆိုတော့သူတို့ခုနဟိုပေါ့နော်ခြေရွတ်ပြတဲ့အကြောင်းနာမည်တွေ၅ခုရှိတယ် masters အတွက်ကိုအဲ့ဒီအကြောင်းကနေပြီးတော့မှဒီ field ထဲမှာဝင်တဲ့ major တွေကိုရှာပြီးတော့ရှောက်တင်တယ်အဲ့ဒါတွေကိုမရှောက်ခင်မှာကိုယ်အနေနဲ့ bachelor's တွေရှိထားလားဒီ relevant experience တွေရှိထားလားဆိုတော့ခြေတော့အဲ့ဒါပြန်ရှာမှာပေါ့နော်ဆိုတော့ okay public health law, media and arts, leadership in a religious congregation or organization, experience because of peace building are to get evolving field to cope with it. That's quite interesting. The Georgia or the career never that biro, to get NGO line with Wajan solution or corporate development field will say what I at the Rotary Peace Fellowship program we will shout the name of Hala. Yeah အဲ့တော့နောက်တစ်ခုအနေနဲ့ကကြတော့ဒါတော့အခုကချက်ပြီးဘာကိုအရင်ပြောပြသွားရလဲဆိုလို့ရှိရင် Masters Program အတွက်ကိုအရင်ပြောပြသွားတာပေါ့နောက်ပြီးတော့မှဒီ Professional Development Certificate Programs ကကြတော့ဗါလဲအတန်တော့သိမထွက်တော့ဘူး Istanbul ပေါ့နော် Istanbul ဘယ်မှာရှိတယ်ဒီဗါလဲBaxter University လာနောက်ပြီးတော့ Uganda မှာရှိတဲ့ဒီ Makerere University လာအဲ့ဒီဘက်မှာတော့တက်ရမှာအဲ့ဒီ professional development ကကြတော့ပေါ့နော်သူကလည်းခုန masters program လို့ပဲ tuition fees တွေပေးမယ် room တွေ round trip တွေအလားလို့ flight ticket တွေပေးမယ် field study expense တွေ reimburse အကုန်ပြန်ထုတ်ပေးမယ်ပြန်ပေးမယ်အဲ့ဒါတွေပေါ့အဲ့တော့ဒီ certificate program ကကြတော့လေဟိုဘာတွေပါမလဲဆိုရင်10-week on-site course department, field studies department, social change initiative department, 1 week on-site capstone seminar တော့ထုံးစံနိုင်ပဲ scholarship တခုဟိုဖြစ်ပြီးဆိုရင်နောက်ဆုံးမှာ seminar နဲ့ပြန်ပိတ်ရတာမျိုးတွေရှိတယ်ပေါ့ဟာလားအဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းသူတို့ကအဲ့လို experience fellowship experience professionals တွေသူတို့ကဟိုလူချင်းနေပေါ့ဟာလား peace and development ပေါ့အဲ့ဒီ sector ပိုင်းနဲ့ပတ်သက်ပြီးတော့နောက်ပြီးတော့ဒီ 1 year program ကြာမယ်เนาะဒီဟာကြာတော့လေဒီ certificate program ညာကြာတော့လေဆိုတကယ်ကိုရဲ့ဟို knowledge တွေ skills တွေ global level တခုအထိနိုင်ငံခြားကအစုံချားထဲမှာတွားပြီးတော့ဟို spark လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဟာကိုရှောက်တင်တယ်လို့ချက်ပြီးနေရရယူစားတယ်ဒါပေမဲ့ကိုကတော့သူတို့လိုအပ်ချက်နဲ့တော့ဟို eligibility criteria တွေကတော့ရှိတာပေါ့နော် field based study တွေပါတယ်တကယ်ကို great experiences တွေရနိုင်တယ်လို့တော့ I believe ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ချက်ပြီးလို့နောက်တစ်ခုကကျတော့ application နဲ့ပတ်သက်တာဆိုလို့ရှိရင်ပေါ့နော် application နဲ့ပတ်သက်ပြီးတော့သူ့မှာက master's degree နဲ့ပတ်သက်တဲ့လိုအပ်ချက်ကိုခုပြန်ပြောမယ်နော်အဲ့တော့15 to 24 month program ဖြစ်တယ် small group classroom learning ဖြစ်တယ်a dance size guide class size guide it's not going to be very big at the get go ဒီလို leaders တွေဖြစ်ဖို့အတွက်ကိုသူတို့ကကောင်းကောင်းလေး train ပေးမယ် field trip တွေရော theory ရော research base တွေရောအကုန်ပါမှာဟုတ်လားအဲ့တော့ဘယ်နှယောက်ရွေးမှာလဲဆိုတော့50 fellows အယောက်90လောက်သူတို့ရွေးမယ်နော်အဲ့ဒီ Rotary Peace Centers မှာသူတို့နေချိန်ထားတဲ့ခုန partner universities 5ခုပေါ့နော်ဒါ UK တို့ US တို့ဟာလာတခြားဒီ Tokyo တို့အဲ့ဒီဟာတွေခုနချိန်ရွတ်သွားတဲ့ဟာတွေမှာတင်မှုကြဖို့အတွက်ရောက်90သူတို့ရွေးမယ်ပေါ့ဟာလာအဲ့တော့နောက်တစ်ခုက2လနေ3လ field study experience တွေရဖို့ practical skills တွေရဖို့သူတို့လုပ်ပေးမယ်ဟာလာအဲ့တော့professional နောက်တစ်ခုကကြတော့professional development certificate အတွက်ကြတော့လေအရောက်ဘယ်လောက်ယူသွားမလဲဆိုရင်40 fellows ပြီးသွားမယ်เนาะ40 fellows ဒီလိုခုနပြောတဲ့ major လေးတွေပေါ့ conflict transformation professional development certificate peace building နော်ခုနပြောတဲ့ Uganda နဲ့ဗာလဲ Istanbul ဘတ်တီမှာပေါ့ yeah and African တွေလည်းပါတယ်ဟုတ်လားဆိုတော့လူမျိုးအစုံပေါ့နော်နောက်ပြီးတော့Uganda မှာတော့တက်ဖို့တော့ကရောက်40ရွေးမယ် and the other 40 fellows will be selected for peace and development studies peace and development studies အတွက်ကကြတော့ Istanbul မှာတော့တက်ရမှာဟုတ်လား Istanbul မှာတော့တက်ရမှာ
peace building and conflict transformation professional development certificate ကကြတော့ခုန Uganda မှာတက်ရမှာအဲ့တော့ Uganda အတွက်အယောက်40 peace and development studies ကကြတော့နောက်ထပ်အယောက်40ကို Istanbul မှာသွားရမှာပေါ့ဟုတ်လားအဲ့တော့အစုံမဲလာလိမ့်မယ် Middle East North Africa အဲ့လိုမျိုးပေါ့နော်အများဆုံးပြင်အဲ့လို African လူမျိုးတွေချက်ပြီး scholarship တွေတက်ခဲ့တော့ဆိုလို့ရှိရင်လည်း African လူမျိုးတွေများတယ်ပေါ့နော်ဆိုရခါကြတော့ yeah တော့ online ရော in person အကုန်လုံးဟိုအဖြစ်ပြီးမှာ okay ဒါဆိုရင် eligibility ကကြတော့အခုဒီမှာပြောပြီးသွားပြီဒါပေမဲ့နောက်ထပ်အရေးကြီးတဲ့အပိုင်းနောက်ထပ်လိုအပ်ချက်တွေထပ်ပြောမယ်အဲ့ဒါမှပြောခဲ့မှာ application deadline က February ကနေ15 May ပေါ့အခုပဲ၄လပိုင်းရှိပြီဆိုတော့လေ၄လပိုင်းကုန်တော့မှဒီနေ့က29 April ပေါ့ဟာလားဆိုတော့15 May မှာ deadline ပေါ့နော်ဆိုတော့နောက်ထပ် eligibility ကိုချက်ပြောမယ် qualified candidates တွေကဟိုဘယ်လိုမျိုး qualify ဖြစ်တယ်လို့သူတို့သတ်မှတ်မယ်ဆိုလို့ရှိရင် at least 3 years of related work experience for the master's program 5 years of related work experience ရှိရမယ်နော်အဲ့ master's ကိုအနည်းဆုံး3နှစ် related work experience ရှိရမယ်အလုံးသက်တမ်းကကြတော့5 years လောက်တော့ရှိရမယ်ပေါ့နော် work experience ကကြတော့be proficient in English ပေါ့နော် English နဲ့ပတ်သက်ပြီးတော့လေဟိုနည်းနည်းလေးတော့ဟိုဘယ်လိုပြောရမလဲသူတို့ကများသောအားဖြင့်တော့ English နဲ့ပတ်သက်ပြီးတော့ဟိုတောင်းတာရှိရပေါ့နော်အဲ့တော့bachelor's degree ပြီးထားရမယ် of course ခုနအရှိမှပြောသွားတယ်ပေါ့နော် transcript စီပြရမယ်အဲ့ကိုရှိထားတဲ့အရာတွေအားလုံး evidence တွေကတော့ဒါ documentation ကတော့ပြရမှာပဲပေါ့နော် or demonstrate leadership skills which is the most important skill for those programs ဒီလို programs တွေအတွက်ကတော့ဒီ leadership ကတော့အရေးကြီးဆုံးပဲကိုမှရှိပြီးသားဟာသူတို့တကယ် top up လုပ်ပြီးနိုင်တယ်လို့တော့ I believe ပေါ့ and be proficient in English အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ကကျောင်းတွေပေါ်မှာမူတည်ပြီးတော့မှကျောင်းတွေပေါ်မှာမူတည်ပြီးတော့မှသူတို့ IELTS လား TOEFL လားDuolingo လားဘာညာသူတို့တောင်းတာအဲ့ဒါကိုချက်ပြီးဒီနောက်မှာထပ်ပြောပေးမယ်အဲ့တော့တခုပဲကိုမှ bachelor ရှိရယ် related work experience ရှိရယ်ဆိုလို့ရှိရင် IELTS တို့ Duolingo တို့ကိုစိတ်ဝင်စားတယ်လုပ်ချင်တယ်ဆိုရင်စိတ်မပူနဲ့ချက်ပြီးတို့အခု Funglish မှာနောက်ထပ်တင်တန်းအသစ်တစ်ခုပြန်ကြည့်ရမယ်အရင်တော့ဟိုအရှိမှာတော့ကြာပြီပေါ့a few years back မှာချက်ပြီးကိုယ်က IELTS ကို trainer ဒါပေမဲ့အခုချက်ပြီးကတိတ်မ train နိုင်တော့တဲ့အတွက်ကြောင့်မို့လို့ချက်ပြီးတို့တကယ်ကို qualify ဖြစ်တဲ့ instructors တွေရဲ့နောက်ပြီးတော့တကယ် native ကိုမှ IELTS examiner ပေါ့ဒီ Thailand ရဲ့ examiner နဲ့ချက်ပြီးတို့ class တွေကိုလုံးဝ intensive season ပေးမယ်ပေါ့ or at least 20 hours လောက်ပါမယ်အဲ့ဟာကိုလာ join နေဆိုလေရတယ်အဲ့တော့ချက်ပြီးတို့မှာဒီ mentorship support program ပေါ့နော်ဒီ scholarship ပေးရှောက်ဖို့ mentor လိုရဆိုချက်ပြီးကိုယ်တိုင်လုပ်ပေးမယ် IELTS လိုရဆိုချက်ပြီးတို့ဒီမှာတကယ်ကို expert တွေနဲ့ examiner တွေနဲ့ချက်ပြီးတို့ package လေးတွေလုပ်ထားတယ်အသေးစိတ်သိချင် page မှာလာစုံစမ်းပါ so I'm going to carry on explaining thisနောက်ထပ် carry on လုပ်မှာပါလဲဆိုရင်ခုနပြောတဲ့ leadership skills တွေ English ကလိုအပ်တယ်ဒါပေမဲ့ကျောင်းပေါ်မူတည်တယ်ကိုကဘယ်ကျောင်းကိုရှောက်ပါလဲကိုဒီ scholarship application ကိုမစခင်မှာကျောင်းလေးကိုနည်းနည်းလေးရှောက်ထားတဲ့နဲ့နောက်ပြီးတော့သူတို့ email ပို့ပြီးတော့မေးလို့ရတယ်ပေါ့နော် email ပို့ပြီးမေးလို့ရတယ် Rotary ROTARY Peace Centers Rotary Peace Centers @rotary.org အဲ့ဒီကို email ပို့ပြီးတော့မေးလို့ရတယ်သူတို့ရဲ့ guideline တွေနဲ့ကိုကတေချာပြင်ဆင်အချိန်တစ်လပဲကျန်တော့တယ်တစ်လမဟုတ်ဘူး sorry ဒီနေ့29ဆိုရင်15မိပိတ်မှာဆက်ချစ်ပြီးထားအောင်တွေ့တာနောက်ကျသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုနည်းနည်းပြင်ဆင်ထားမှတချို့ scholarship တွေကအကုန်လုံးတစ်ပြိုင်နဲ့တင်ကြမလို့ရှောက်ဆောင်နေတာတွေရှိတယ်ကိုဒီ scholarship ရှောက်ခဲ့တော့ကလည်းဒီလိုပဲနောက်ပြီးတော့ English နဲ့ပတ်သက်ပြီးတော့ exemption လုပ်ပေးတာတွေရှိတယ်ပေါ့နော် exemption လုပ်ပေးတာတွေရှိတယ်အဲ့ဒါကြတော့ဟိုပါပေါ့ကျောင်းပေါ်မူတည်တဲ့ English test ကို exemption reference ဟာတခုဖတ်ပြမယ်เนาะ exemption reference sheet တခုဒီမှာသူတို့လုပ်ထားပြီးတာကိုဖတ်ပြမယ်if a candidate has not uploaded valid test scores that are less than 2 years old then they must request an exemption ကိုလက်ထဲမှာဒီ valid test scores တွေမရှိထားဘူးဆိုလို့ရှိရင် they must request an exemption ကင်းလွတ်ခွင့်တောင်းလို့ရတယ်ချစ်ပင်းကြီးတော့ကလည်းကင်းလွတ်ခွင့်တောင်းလို့ရခဲ့တယ်ဘာဖြစ်ချစ်ပင်းကြီးကအင်္ဂလန်မှာကျောင်းပြီးထားတဲ့အားလုံးကိုဒီပတ်သက်တဲ့စာရွက်နေပြတဲ့အချိန်မှာချစ်ပင်းကြီးက scholarship ကို exemption ရခဲ့တယ် English နဲ့ပတ်သက်ပြီးတော့ interview ဝင်တဲ့အခါမှာပေါ့ဒီမှာလည်းအဲ့လိုပဲအဲ့ဒါလည်းကောင်းတဲ့အချက်တွေကတစ်ခုပဲကို ready မဖြစ်ဘူးဒါပေမဲ့ if you're really up for applying it just go for that and ask for the exemption ပေါ့ exemption တောင်းလို့ရတယ် right အဲ့တော့တော့နှစ်နှစ်အတွင်းဝင်တော့တောင်းတာလीအဲ့တော့ဟိုကိုကအဲ့ဒီဟာလေးတွေတစ်ချက်ပြဖို့နည်းနည်းလေးပြင်ဆင်ရမယ်ကိုမှဘာတွေရှိထားလဲ
ဆိုတော့ခုနကချက်ပြီးနည်းနည်းဖတ်လိုက်တာပေါ့နော်ဒီမှာ TOEFL တို့ University တွေမှာများသောဖြင့်တောင်းတာ TOEFL IBT TOEFL IELTS for UKVI PTE ရတယ် Pearson test ကိုပြောတာเนาะ Pearson test of English Academy ကိုပြောတာ or CES the Center of English Studies BE Written English အဲ့ဒါတွေတော့များများ University ကတောင်းတယ်ဒါပေမဲ့ကျောင်းနေပုံမှာမူတည်ပြီးသူတို့လက်ခံတာလက်မခံတာနည်းနည်းလေးကွဲတယ်ပေါ့အဲ့ဒါလေးကိုကခုနရွတ်သွားတဲ့ကျောင်း9ခု9ခုအဲ့ဒီထဲမှာကိုကဘာနဲ့ဘယ်ကျောင်းစိတ်ဝင်စားတဲ့ပုံမူတည်ပြီးတော့မှ requirements တွေပြန်ပြီးတော့ကြည့်ရမှာပေါ့ဟုတ်လားအဲ့တော့ခုန test တွေက okay တယ်အဲ့တော့ exemption အကြောင်းလည်းနည်းနည်းထပ်ပြောမယ်ပေါ့နော် exemption request may come in different forms အဲ့တော့ဒီ exemption နဲ့ပတ်သက်ပြီးတော့ request လုပ်လို့ရတဲ့ဟာတွေကဘယ်သူတွေလုပ်လို့ရမလဲဆိုတော့ချက်ပြီးဒီ standardized test အနေနဲ့ကကြတော့ exemption ကfor those whose main language of instruction at previous universities was in English or they may have worked at an English speaking agency for example like NGO တွေမှာ English speaking ပုံစံနဲ့များသောဖြင့်ရတော့ဟို international ဟို NGO တွေကြတော့ English လိုပဲနိုင်ငံသားတွေနဲ့လောက်ရတာတွေရှိတယ်အဲ့ဒီမှာကိုက English base နဲ့အလုပ်လုပ်ခဲ့တာမျိုးတက်တည်ပြနိုင်တယ် recommendation ကောင်းကောင်းတစ်ခုခုပြနိုင်တယ်ဆို exemption request လုပ်လို့ရတယ် email ပို့ပြီးမေးတာမျိုးအရင်လုပ်ကြည့်မှာဟုတ်တယ်ကိုက IELTS တို့ဒီ English ဟိုဟာတွေကိုအမြန်ဖြေရတော့မှလေဟုတ်တယ်မလားဆိုတော့ကိုယ့်ရဲ့ home country မှာ INGO ကိုဒီလိုမျိုးဟာလာ INGO တွေမှာလုပ်တဲ့ NGO တွေမှာ English base နဲ့လုပ်တယ်ဆိုရင်ရမယ်နောက်ပြီးကိုယ့်ရဲ့အရှိ university မှာထားလိုက်ပါဘယ်နိုင်ငံအကြောင်းပြီးလာတယ်ဘယ်နိုင်ငံမှာပြီးထားတယ်ဆိုလို့ရှိရင်ဟို English base နဲ့တွားထားတယ် English base ဟိုဟာနဲ့တွားထားတယ်ဆိုလို့ရှိရင် exemption ဖြစ်နိုင်တယ်เนาะအဲ့ဒါတခု yeah exemption ဖြစ်နေ email အဲ့တော့ဟို email ပို့ပြီးတော့မေးဖို့တော့သူတို့ကတော့suggest လုပ်ထားတယ်ပေါ့နော် suggest လုပ်ထားတယ် yeah အဲ့တော့ကိုကပြင်ဆင်တဲ့အခါမှာအဆင်ပြေပြေချိုးချိုးမှုမှုဖြစ်ဖို့အတွက်ကိုချက်ပြီးတခါတည်းအစဆုံးအကုန်ဖတ်ပြလိုက်တာပေါ့နော်ဒါပေမဲ့တခြားဟိုနည်းနည်းလေးတည်တဲ့ထင်တဲ့ဟာတော့ကိုယ့်ကိုဝင်ဖတ်တော့လေနော်နောက်ပြီးတော့ခုနအရှိမပြောသလိုပဲချစ်ပီငီက scholarship ကို support လုပ်ချင်တယ်အခုဗမာပြည်ရဲ့အနေအထားအရငနေတန်ခံရသူတွေရှိတယ်ဟာလားဟိုချစ်ပီငီ function လို့ရှိရင်လည်းတတ်နိုင်တဲ့များချစ်ပီငီကိုလှူခဲ့တယ်ဗမာပြည်ကိုအခုနောက်ထပ်လည်းအဲ့ဒီရဲ့ဟိုပြန်လဲထူထောင်ရေးတွေလုပ်တဲ့အခါမှာမိဘတွေလည်းအလုပ်ရှုပ်နေတယ်ဟာလားစိတ်တွေဟိုဟာဖြစ်နေတယ်ចောင်းသားတွေအနေနဲ့ကြာပြန်တော့လဲ qualify ဖြစ်ရတာနဲ့တချို့မှလိုအပ်ချက်ရှိရဆို page မှာပုံပွင့်လေးလာပြောပြီးတော့ချစ်ပီငီစီစဉ်ပေးလို့ရတာစီစဉ်ပေးပါမယ်တစ်ချက်နောက်တစ်ခုကကြတော့ဒါနဲ့ပတ်သက်ပြီးတော့ဟာငါ qualify ဖြစ်ပါမလားမဖြစ်ဘူးလားဟာဘလို့လဲဘာလဲဆိုတာမျိုးဇဝေးဇဝါဖြစ်နေတယ် if you doubt yourself just come and join us so ကိုကဘာလို့ပေးဖို့စဉ်းစားထားလဲဆိုလို့ရှိရင် seminar shipping group function မှာဆိုရင်အဲ့လို free consultation ကိုတစ်ပတ်ကို2ရက်လုပ်ထားပေးတယ်ဒါတော့ US မှာကျောင်းတက်တဲ့သူတွေအတွက်ဒါပေမဲ့အခု scholarship ကို shipping group ကလုပ်ပေးချင်တာအဲ့တော့ scholarship နဲ့ပတ်သက်ပြီးတော့ info sharing ကိုအလုံးဝအသေးစိတ်ပေါ့နော် shipping ကြီးလည်းဒါတော့ဖန်ရင်ပြောဆို shipping ကြီးအားလုံးမသိဘူးလို့မရအောင်တခုတစ်ခါလေးဖန်ရင်ပြောရင်လည်းအခုထပ်ပြောချင်တာ scholarship နဲ့ပတ်သက်ပြီးတော့ seminar လုပ်ပေးစီခြင်းနဲ့ဆိုရင်ဒီ post ရဲ့အောက်မှာ comment မှာပေါ့နော် up ဆိုပြီး UP up ဆိုပြီးရေးပြီးတော့ချက်ပီကြီးကိုပြောလို့ရတယ်ချက်ပီကြီးလူဦးရေအနည်းဆုံး9ယောက်လောက်ရှိရဆိုရင် I can arrange ပေါ့နော်ဒါပေမဲ့ဟိုကိုကဒီ video အဆုံးထိကြည့်ပြီးမှ comment ကိုပေးပါမလို့ပါနဲ့เนาะ just save your time just save our time ဘာလို့လဲဆိုလို့ရှိရင်ကိုက qualify မဖြစ်ဘဲနဲ့ဟို UP up လို့တော့ comment မပေးသင့်ဘူးကိုတကယ် qualify ဖြစ်လားကို bachelor's degree ထားလားကိုရဲ့ background က NGO တွေမှာဒီလိုမျိုးဟာလာ development အပိုင်းကိုစိတ်ဝင်စားတာလားဒါဆိုလို့ရှိရင်တော့ဟိုဟာဖြစ်တဲ့ ਨੇ ပေါ့နော်နည်းနည်းလေးကြိုက်တယ်ပေါ့အဲ့တော့အဲ့ဒါလေးတစ်ချက်ပြတာပြီးသွားတဲ့ခါကျရင်နောက်ဘာတွေကြံသေးလဲဆိုတာကိုပြောပေးမယ်တကယ်ကြီးကောင်းတဲ့ program တစ်ခုဖြစ်တယ်ပေါ့ဟာလားအမြဲတမ်းဒါမျိုးနဲ့ပတ်သက်ပြီးတင်ပေးနေတာဖြစ်တယ်နောက်ထပ်ဒီအများကြီးစိတ်ဝင်စားစရာတွေလာမှာမဟုတ်လို့ page ကို like and follow လုပ်ထားပေးပါလို့ request လုပ်ပါတယ် yeah I think that's all နောက်ပြီးတော့ခုနဟာလေးနည်းနည်းထပ်ပြပြမယ်ဒီ test course နဲ့ပတ်သက်တဲ့ဟာပဲပေါ့နော်Duke University ဆိုလို့ရှိရင်သူကဘာတွေလက်ခံလဲဆိုရင် IELTS ဆိုရင် minimum 7.0 minimum Duolingo ဆို115 minimum PTE ဆိုရင် minimum 64 TOEFL minimum 90 internet base လေးရတယ်ပေါ့နော် internet base လေးရတယ်အချိန်သိပ်မရှိဘူးဆိုလို့ရှိရင်ဒါသူတို့လက်ခံတဲ့ဟာကိုပြပြထားတာပေါ့နော်
နောက်ပြီးတော့အဲ့ accepted exemptions ပေါ့သူတို့လက်ခံတဲ့ပုံစံရဆိုရင်ဒီ English ကဒီလောက်မှရှိတယ်ဒါပေမဲ့ wave လုပ်ပြီးမလား wave ကကင်းလို့ခွင့်ကိုပြောတာ wave လုပ်ပြီးမလုပ်ပြီးဆိုတာတော့ကြောင်းနဲ့စကားပြောပြီးတော့မှလုပ်မှရမယ်ပေါ့နော် yeah နောက်ပြီးတော့သူတို့ဒီ Duke University ကပြောထားလဲဆို a candidate must have studied full time for 2 years or more at a college or university where the sole language of instruction is English and in a country where English is the primary spoken language လို့ပြောထားတယ်အဲ့ဒါမျိုးဆိုရင်တော့ you may request now University of North Carolina at Chapel Hill မှာပေါ့နော် TOEFL IELTS လက်ခံတယ်ခုနအတိုင်းပဲ 7.0 IELTS TOEFL 90နော်များသောအားဖြင့်ကတော့ကိုယ့်ဘက်ကလည်း qualify ဖြစ်ဖို့လိုတယ်နော်နောက်ပြီးတော့ International Christian University Tokyo ဆိုလို့ရှိရင်လည်း IELTS ကို 6.5 တောင်းတယ်TOEFL ဆိုရင် paper base 550 internet base 79တော့ခုန7တောင်းတယ်ခုနအကြောင်းလေးကဒီဟာလေးကကျတော့ 6.5 တောင်းတယ်ပေါ့TOEIC TOEIC scores are accepted for standard ICU graduate school admissions okay သူတို့ဒီ TOEIC လက်ခံပြီးတယ်လို့ပြောရနော် TOEIC လက်ခံပြီးတယ်yeah နောက်ပြီးသူတို့ရဲ့သက်ဆိုင်ရာဟိုအရေးမှာပေါ့နော်ဟိုချက်ပင်းကြီးဒီမှာ link လေးတစ်ခုထည့်ထားပေးမယ်အဲ့ဒီထဲမှာဝင်ဖတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့တချို့ကစာဖတ်ရတာပြင်းတယ်အဲ့ဒီမှာကိုလည်းပါတယ်ဒါပေမဲ့အခုဖတ်ပြီးလိုက်တယ်နော်တခါတည်းဟိုခုဖတ်ခုပြောပဲအဲ့တော့ကျောင်းတွေကတော့လေသူတို့ရဲ့ criteria နဲ့သူတို့လက်ခံတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့နောက်ထပ်ပါကျောင်းမလဲဆိုလို့ရှိရင် University of Bradford UK IELTS က 6.5 minimum TOEFL လက်ခံတယ်အကြမ်းမြင့်ပဲပြောလိုက်တော့မယ်နော် PTE လက်ခံတယ် Cambridge Advanced or Proficiency Certificate လက်ခံတယ် okay so Bradford UK University of Queensland Australia TOEFL IELTS PTE CES BE အဲ့ဒါတွေလက်ခံပြီးတယ်ပေါ့နောက်ပြီးတော့အဲ့ link ထဲမှာကြည့်ပေါ့နော် video ကတော့တော်တော်လေးတော့ရှိနေပြီ Uppsala University ကကြတော့ TOEFL IELTS Cambridge Michigan Language Proficiency ECPE လို့ခေါ်တဲ့ဟာပေါ့ဒါတွေကတိတ်ပမာပြီးမှမရှိဘူးထင်တယ်နောက် PTE လက်ခံတယ် PTE တို့ TOEFL တို့ IELTS တို့ Duolingo တို့ကတော့များသောအားဖြင့်ဟိုဖြစ်ကြတယ်ဒါပေမဲ့ Duolingo လက်မခံတာကျတော့ UK က Duolingo မပါဘူး University of Queensland Australia လည်းမပါဘူးပေါ့နော် Uppsala လည်းမပါဘူးသူတို့လက်ခံနေတဲ့မှာ Duolingo မပါဘူးချက်အခုတတိထားမိရတဲ့လောက်ကပေါ့နော်ဆိုတဲ့ခါကျတော့ yeahအဲ့တော့တခုရှိတာကြတော့အဲ့ Duolingo ဖြေမလား Duolingo ကတော့အားလုံးလောက်ကြတဲ့ထဲမှာအမြန်ဆုံးပဲလीเนาะUppsala Sweden ကလည်း Duolingo မပါဘူး okay all the best ကိုလုပ်တဲ့အလုပ်ကိုအကောင်းဆုံးနဲ့တေချာပြင်ဆင်မှုဆိုတာအရင်လာတာပဲအလုပ်တစ်ခုမဖြစ်ခင်မှာပေါ့เนาะအဲ့တော့ချက်ပြီးညတေချာပြင်ဆင်မှုပြောချင်တယ် if you need help feel free to ask us ဟိုကျတို့ပုံမှန်လေးနဲ့နာမည်လို့ရချက်ပြီးတို့မှာတကယ် helpful ဖြစ်တဲ့ကလေးတွေရှိတယ်ချက်ပြီးတို့မှာအဲ့ကလေးတွေကအရင်က willinglyတော်ကူညီပေးခြင်းတဲ့ကလေးတွေရှိရယ် scholarship နဲ့ပတ်သက်ပြီးအခုချက်ပင်တို့ကလည်း CSR program တွေလည်းလုပ်ဖို့ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုကိုကတော့အတက်နိုင်ဆုံးပေါ့နော်ဟိုကိုယ့်ရဲ့ဟာလာကိုကဟာဟုတ်တယ်ငနေမှာပေါ့နော်ကိုယ့်ရဲ့တခုခုအခက်အခဲဖြစ်နေတယ်ဟာလာအိမ်နဲ့ပတ်သက်ပြီးတော့တခုခုဟာလာအိမ်ပြိုသွားလို့အိမ်နဲ့ပတ်သက်ပြီး damage တွေဖြစ်သွားလို့ကို့မှာအခက်အခဲဖြစ်တယ်တခုခုဆိုကိုယ်ဝင်နေလာပြောပါနောက်ပြီး page ကို follow လုပ်ထားခြင်းအပြင်CSR program တွေထပ်တင်တဲ့အခါ scholarship နဲ့ပတ်သက်တဲ့အခါမှာ Germany နဲ့ပတ်သက်ပြီးတော့ share တဲ့အခါမျိုးမှာကိုချက်ချင်းသိနိုင်တယ်ပေါ့နော်အဲ့တော့ဒီ TikTok နဲ့YouTube နဲ့ကိုလည်း follow လုပ်ထားပြီးဘူးပြောရတဲ့ဒီ video လေးကိုချက်ပြီးဒီမှာပဲအဆုံးသတ်လိုက်မယ်ပြောတာတော့အားလုံးတော်တော်စုံသွားပြီပေါ့နော်ပြောတာတော့တော်တော်စုံသွားပြီ that's all အဲ့တော့ all the best နောက်တစ် video နဲ့ထားလာခဲ့ပါမယ်အားလုံးပဲ bye bye